ဒီနေ့တော့ညာကြီးမို့လို့ညာကြီးဆိုတော့ပြင်းတာနဲ့စာရေးမယ်ဆိုပြီးတော့ကျွန်တော်ကြီးလုံးလိုက်ကျွန်တော်အိမ်မှာရှိတဲ့ကျွန်တော်ဟာမဟုတ်တဲ့အရင်ကဟာလေးကိုထုတ်လိုက်တယ်တိတ်ပံပေါ့ရေးမယ်ဒါတော့ကြောင်းလိုက်ပါနောက်ကတော့ကျွန်တော်ရဲ့အယုံအိတ်ပါကိုရေးမယ်ဒီပု္ပ္ပစာကိုကျွန်တော်ကြီးဒီခဲရနေပြီးရေးမယ် let's go ပဲအမှကျွန်တော်စာအုပ်တစ်ထုတ်လိုက်ပါတယ်အော်ညိုအဲ့ဒီမှာကျွန်တော်လည်းခဏနားပြီးရင်စာကြရမှာမို့လို့တကယ်အကြောင်းစာကြီးကြရမှာမို့လို့အေးလေးတောက်ရင်းနဲ့ပဲမုံလေးသွားဝယ်စလိုက်ပါဦးမယ်ဆိုပြီးတော့ဘာမှကျွန်တော်ရရကိုရပါတာကိုရရကိုအမှန်တမ်းပါအဲ့ဒီကပါတာပဲပါတာပဲအမှန်မှန်လားဒီဝင်ရအောင်လေဝင်ရရတော့အတန်းပြစစ်တာမှာဒီမှာရောက်နေကြလာတာကိုဒီအဲ့ဒါရတာဒီမှာချွေဝင်ဒီကိုမောင်တန်းမှာ UID ရပါလားဖိုင်ရရအဲ့ဒီဒီရစမှာဒီမှာချင်းဒီကိုချက်တော့ချက်ဖို့အဲ့ဒီအန်ဒီရမှာနေတာမှာဒီ AC ရှေ့ရမှာအဲ့ဒီဒီအဲ့ဒီထွက်တော့ဒီ BANDဒါကချေဒီအဲ့ဒီအဟိုအရာနေမို့လားတရားနေမို့လားဒီအန်ဒီဒီကြောင်းဝိုင်းဝါစင်းနာဒူနာဒူအဲ့ဒါဒီစင်ကဆိုတော့ပြရနဲ့တိတ်ပံစာအုပ်ပေါ့တိတ်ပံပုံကြီးဆွဲရတဲ့စာအုပ်ကိုလှမယ်အဲ့ဟိုဟာတော့မဟုတ်တော့ဝါနေ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 တော့လာရတော့အားရောက်တော့မဟုတ်အမ်ဘူဆမ်တာတော့တော့ဝါရတော့ဝါနေမူလာမနေဦးအားရောက်တာတော့မနေဆိုင်အားရောက်တာတော့ရောရောရောဆိုင်ဆိုင်နာတော့ဆိုင်မို့တော့လုံငန်းတော့ခါဝဲအတို့တူဒီအေးတော့မပြီးသေးရဲ့ဟိုဟာတိတ်ပံစာအုပ်စိုက်မပြီးသေးရဲ့တိတ်ပံစိုက်အေးရငိုင်းနေတာလို့ညကလည်းမိုးချုံနေပြီပြီးလာနေလို့လင်းည7 နာရီတောင်ထိုးတော့မှလို့ငါတယောက်သေးကြံတော့တယ်ရမယ်တော်တော်အိတ်ချင်ညာနဲ့စာပဲကြက်ဖို့ဆိုပြီးတော့လုံးလိုက်ပါတော့တယ်